အားလုံးမင်္ဂလာပါဖုန်းကွန်ပျူတာသင်တန်းနဲ့မိတ်တူလုပ်ငန်းမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြမယ့်သင်ခန်းစာလေးကဒီ Microsoft Office PowerPoint ပေါ့နော် Microsoft Office PowerPoint နဲ့ကဒီနေ့ဒီ formatting presentation ပေါ့နော်အဲ့ဒီမှာဒီမှာ index paragraph ရယ် set line spacing ရယ်နောက်က border and shape နော် use slide master နောက်က save design template ပေါ့နော်အဲ့ဒါလေးတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခုဒီမှာဒါ index paragraph ဆိုတာကဒီ paragraph မှာ index ပေါ့နော်ကျွန်တော်တို့လောက်တာဒီလို bullet and number နဲ့ရိုက်မထားဘူးပေါ့နော်ဒါဆိုရင်ဒီလိုပုံစံပေါ်လာကျွန်တော် bullet and number နဲ့ရိုက်ထားတယ်ဒါဆို paragraph ပုံစံကျွန်တော်စာပိုက်ပုံစံရိုက်တယ်စာပိုက်ပုံစံရိုက်တဲ့ခါမှာဒီ index ဆိုတာကဘာလဲဒီမှာလုံးမှာဆိုကျွန်တော်ဒီမှာဒီလိုကွာသွားပါနော်ပေတန်းဒီဘက်ကိုကွာသွားဖို့ရအတွက်သုံးတဲ့ဟာမျိုးလေးကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့ index လောက်ချင်တဲ့ကြောင်းချင်းရိုက်တယ်ဒီကောင်ဆိုရင်ကျွန်တော်တို့ကဒီပုံစံပေါ့နော်စာပိုက်ပုံစံအဖြစ်ကျွန်တော်တို့ကဘာလုပ်ပေးဆိုပြောင်းပေးတာပေါ့နော်အဲ့ဒါကိုဘာလို့ပြောလဲဆိုရင်ဒီ index လောက်လိုက်တာကျွန်တော်တို့ကနော်အဲ့ဒီမှာ font size တွေကျွန်တော်မတူထားဘူးအဲ့ဒါ font size တွေတူအောင်အရင်ဆုံးညှိလိုက်မယ်အဲ့တော့အားလုံးကျွန်တော်ဒီမှာ20လောက်လိုက်မယ်ပေါ့နော် font size 20ဆိုရင်သေးတောင်သေးနေသေးတယ်ဟုတ်ပြီအဲ့တော့24လောက်လုပ်လိုက်ပြီနော်ဒါ index လောက်ထားဒါ index မထည့်ထားဘူးပေါ့နော် index ကိုပုံစံတိုင်းထားတယ်ဒါဆိုဒီကောင်ကကြတော့ index ထည့်လိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီစာပိုက်ကို index ပြန်တိုးခြင်းလဲဆိုရင်ဒီမှာdecrease နော်index level ကိုရော့သွားစေဒီအပေါ်တို့ index တို့ရတယ်မြန်ဒီအဲမှာဝင်တဲ့စာလဲစလုံးအကြည့်သေးရတယ်သူကသူဘာလုပ်လို့ဆိုတခါတည်းလိုက်ပြီးတော့ပြောင်းပေးသွားတယ်ပေါ့နော်ဒါနဲ့ PowerPoint မှာကဒီစာပိုက်နေနဲ့သုံးတာမျိုးကသုံးခဲ့ပါတယ်ကျွန်တော်ဒီ bullet and number လေးနဲ့ပဲကြိုက်တာဖြစ်ပါဒါလေးကသိအောင်ပြောပြထားတာဖြစ်ပါနောက်တော့ set line spacing အဲ့လိုပဲ line spacing ကြတော့ကျွန်တော်တို့ကဒီမှာဘာလဲဆိုလို့ရှိရင်မြင်းချောင်းတစ်ခုနဲ့တစ်ခုရနော်စာချောင်းတစ်ခုနဲ့တစ်ခုကြားမှာလုပ်ဖို့ရတယ်ပေါ့နော်အဲ့ဒါကြတော့ဘယ်ထဲမှာရှိ home group ထဲမှာပဲရှိတယ်ကျွန်တော်ခုန index ရဲ့ base လေးမှာဒီပုံစံလေးရှိတယ်ဒါ Microsoft Office Word မှာလည်းဒီပုံစံလေးပေါ့နော် line spacing ပုံစံလေးပြပါတယ်အဲ့တော့ဒီမှာကိုယ်စိတ်ကြိုက်ပြောင်းလို့ရတယ်ပေါ့နော်အဲ1နဲ့ထားခြင်းနဲ့ထားလို့ရတယ်နောက်တစ်ခါကိုထားခြင်းတလောက်ဘယ်လောက်ထားမယ်ကိုထားခြင်းနဲ့စာပိုက်ကိုဘာလို့လဲ select မှတ်လိုက်ပြီးတော့မှကျွန်တော်ဒီကနေဒါလေးတွေကိုပြောင်းယူလိုက်ရင်ရတယ်နောက်တော့ line spacing option ဆိုတာရှိတယ်အဲ့ဒီမှာကိုယ်စိတ်ကြိုက်ဒီမှာပြောင်းခြင်းနဲ့ဆိုတော့ option တွေကိုထပ်ဝင်ဥပမာ 1.5 မဟုတ်ဘူးပေါ့နော်ဒီထဲမှာကျွန်တော်တို့သွားပြောင်းခြင်းနဲ့ဆိုရင်ပြောင်းလို့ရတယ်ပေါ့နော်ဒီထဲမှာဒီမှာဒါပဲ 1.5 line ဒါပဲနောက်က exactly multiple မျိုးစုံပဲကျွန်တော်တို့ပြောင်းလို့ရတယ်ဒါဆို at 3 multiple ထားလိုက်ရင်3 2.5 2 1.5 1နော်အဲ့လိုမျိုးလေးတွေပြောင်းလို့ရတယ်ဒီဘက်မှာကိုယ်စိတ်ကြိုက်ပါလို့လဲဆိုရင်ပြောင်းလို့ရတာမျိုးရှိပါတယ်နော်ဒါက option တွေကိုဝင်ရမှာပေါ့ဒါဆိုတော်တော်ကိုကြုံသွားတာမျိုးလေးဖြစ်သွားပြီဒါကဒီထဲမှာပြောင်းတာဒါနဲ့များသောအားဖြင့်ကျွန်တော်ဒီကနေသုံးတယ်1.0 ရ 1.5 ရ 2.0 ရဒီ3ခုတော့အသုံးများဒါကတော့ကိုယ့်ရဲ့ slide ပုံမှာမူတည်တဲ့စာအနေထားသွားလာပုံကြည့်ပြီးတော့လုပ်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကနောက်တစ်ခါဘာလဲဆို border and shape ကကြတော့ကျွန်တော်ဒါပုံတွေဒီ insert တွေပါထည့်တဲ့အခါမျိုးမှာသုံးပြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ PowerPoint မှာကြတော့ကျွန်တော်တို့က border and shape မှာဒီစာပိုက်ကိုသူကစပြီးခနဲ့ဘာနဲ့ပြီး text box နဲ့ပြီးတာဟုတ်ဘာလို့ text box သဘောတရားနဲ့ပြီးတယ်ဒီမှာဆိုအသစ်တစ်ခုကျွန်တော်ယူပြလိုက်မယ်ဒါဆိုဒီလိုယူလိုက်ပြီဆိုရင်တော့ဒီမှာ text box နဲ့ပြီးပြီသားနော်အဲ text box ကို border and shape လုပ်ချင်နေဆိုရင်လည်းကျွန်တော်လုပ်လို့ရတယ်ဒီမှာတစ်ခါတည်းပါပြီသား shape outline နော်အဝါရောင်ထည့်ချင်တယ်သူ့ရဲ့ weight ကိုတိုးချင်တယ်ဆိုဒီကနေသွားပြီးတော့တိုးလို့ရတယ်ဒါဆိုဘောင်ထည့်ထားမှာကျွန်တော်ကဘောင်ထည့်ထားလိုက်ပြီနော် text box ကိုဘောင်မထည့်ဘူးစာရိုက်တယ်ဆိုတော့ဘောင်ကပေါ်မှာမဟုတ်ဘူးအဲ့ဒီမှာရှင်းကြည့်အောင်ကျွန်တော်ဒီမှာဆိုရင် reference ဆိုတဲ့နေရာလေးမှာကျွန်တော်က text box ကပျောက်နေတယ်သူက border no border လောက်ထားတယ်ပေါ့နော်ဒီလိုကြည့်လိုက်ရင်လည်းသိတာနော်ဒါဆိုရင်ဒီမှာ text box မပေါ်ဘူးနော်ဟုတ်ပြီဒါဆိုရင်ခုနကကျွန်တော်တို့ border ထည့်လိုက်တဲ့ဟာလေးဒီနားလေးသွားကြည့်အောင်ဒီကောင်ကိုသွားကြည့်လိုက်မယ်ဆိုရင်ကြည့်အောင်ဒါဆိုဒီမှာစာရိုက်ရင်လည်းစာဒီထဲမှာပေါ်နေမှာဖြစ်ပါနော်ဒါ border and shape သူ့ရဲ့ဒီဘောင်တွေထည့်ခြင်းလည်းရတယ်ဒီမှာထည့်ခြင်းရတယ်လို့ကျွန်တော်ကိုယ့်အကိုယူလိုက်တဲ့ဒီ insert တွေကပဲဖြစ်ဖြစ်ပေါ့နော်ပုံလေးတွေပါလေးတွေမှာထည့်ခြင်းဒီ insert တွေကပုံထည့်ဒီမှာ shape တို့ပါတော့မှာကျွန်တော်တို့သုံးမယ်ပေါ့နော်ဒါဆိုရင်ဒီပုံလေးတစ်ခုဆွဲလိုက်မယ်ဒီပုံလေးမှာနော်ဒီပုံလေးရဲ့ border တွေ shape တွေသွားခြင်းနဲ့အတူတူပဲထုံနည်း၎င်းမှရတယ်ဘယ်လိုရလဲဆိုတော့ဒီကောင်ကိုယူထားဒီ home ထဲကနေပဲတစ်ခါသွားလို့ရတယ်နော်အရင်တော့ကျတော့ကျွန်တော်တို့ဒီကောင်ကိုနှိပ်လိုက်တဲ့အချိန်မှာဒီမှာသူ့ရဲ့ format ဆိုတဲ့2 tab ပေါ့ဒီ format 2 ထဲကနေသွားပြီးတော့လုပ်ရင်လည်းရတယ်နော်ဒီ format 2 ထဲကနေသွားပြီးလုပ်ရင်လည်းရတယ်ပုံတွေပါတွေကြတော့ဒီသူ့မှာ automatic ပေးထားတဲ့ဒီ box ကိုကြတော့ကျွန်တော်တို့ကဒီကနေပဲသွားပြီးတော့လုပ်လို့ရ home ထဲမှာရှိတယ်ဒီမှာနော် drawing ဆိုတဲ့ထဲမှာပဲတစ်ခါလေးသွားပြီးတော့လုပ်လိုက်လို့ရတယ်ပေါ့နော်သူ့ကိုထောက်လိုက်တယ်နော်ဒီ text box ကိုထောက်လိုက်ရင်သူ format ဆိုတာလေးပေါ်လာတာပဲအတူတူပဲ
ဒီ test box ကိုထောက်လိုက် format ဆိုတော့ဒီထဲမှာကျွန်တော်တို့ home group ထဲမှာတစ်ခါလေးတွက်ထည့်ပေးတာကျွန်တော်တို့ what မှာတော့အဲ့လိုမဟုတ်ဘူးဒီ test box လေးတို့ဒီ bound လေးတို့ထောက်လိုက်မှနောက်က format ဆိုတဲ့ဟာပေါ်လာတယ်အဲ့ထဲကိုသွားပြီးတော့လောက်ရတယ်ပေါ့နော်အဲ့တော့သဘောတရားတွေကအတူတူပဲဒီထဲမှာ PowerPoint ကြတော့ကျွန်တော်ဒီ home group ထဲမှာလည်းဒီကောင် drawing ဆိုတဲ့ group လေးတစ်ခုထပ်ထည့်ပေးလိုက်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီကောင်ကိုလည်းအဲ့လိုပဲသူ့ရဲ့ outline ကိုကျွန်တော်တို့ကအနီအောင်ပြောင်းခြင်းပြောင်းမယ်ဒါဆို home group ထဲမှာကျွန်တော်လုပ်နေနော်အမှန်ကတော့ဒီကောင်ထောက်တာဒီမှာ format ကလည်းပုံဒီထက်ကသွားလို့လေရတယ်ဒီ home group ထဲမှာလုပ်ရင်လည်းရတယ်ဒါလေးကိုကျွန်တော်ပြောချင်တာဖြစ်တယ်နော်ဟုတ်ပြီဒါဆိုရင် shape face ကိုကြတော့ကျွန်တော်ကြိုက်တဲ့အရာဖြည့်လို့ရဒါကသူ့ရဲ့တုံးပေါ့နော်ဒီမှာ weight တွေပါများခြင်းနေဆိုရင်လည်းဒီမှာသွားပြီးတော့ကြီးလို့ရဒါကိုထောက်တဲ့ပုံမှာမူဒီမှာပေါ့နော်ဒီမှာဆိုတော့သွားပြီးတော့ကြီးလို့ရတယ်object တစ်ခုချင်းစီကိုလိုက်ပြီးတော့ကျွန်တော်ဘာလုပ်ရမလဲထောက်ရမယ်ထောက်ပြီးတော့မှကျွန်တော်တို့ဘာလုပ်နေရမလဲဆိုရင်ဒီကောင်ကိုရွေးချယ်ပြီးတော့လုပ်ရမှာဖြစ်ပါနော်ဒါဆိုရင်ဒီမှာကျွန်တော်ဒီပုံလေးကိုဒါဆိုအပေါ်မှာဘောင်းလေးယူထားတယ်ပေါ့ဒီကောင်လေးတော့ကကြတော့ဒီလိုအချက်လက်နဲ့ပဲပါတယ်ဒီမှာကြည့်ကြည့်အောင်ဒါဆိုအချက်လက်နဲ့ပဲပါတယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခါထပ်ကြည့်တယ်ကျွန်တော်ဒီမှာနော်ဒီကောင်ကြတော့ဒီလိုဘောင်းလေးပါလာတယ်ဒါကဘောင်းထည့်လိုက်လို့ဒါဘောရန် shape လုပ်တဲ့အကြောင်းလေးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီဘောရန် shape ဆိုတာကသူကဒီ home group ထဲမှာတစ်ခါထည့်ပေးလိုက်တာပေါ့နော် PowerPoint မှာကြတော့Word မှာကြတော့ကျွန်တော်တို့ကဒီပုံကိုထောက်လိုက်မှဒီလို format ဆိုတာပေါ်လာတယ်နော်အဲ့ format ထဲမှာ format ထဲကိုသွားပြီးမှကျွန်တော်ဒီမှာသွားပြီးမလုပ်ရဆိုရင်ပြင်ရတာပေါ့အဲ့ PowerPoint မှာကြတော့တစ်ခါလဲ home group ထဲမှာလည်းထည့်ပေးထားတာဖြစ်ပါတယ်နော်ဒါဘောရန် shape လုပ်လိုက်တာလေးနော်ဟုတ်ပြီဒါဆိုရင် use slide master slide master ကိုကျွန်တော်တို့သုံးတော့မယ် slide master ကိုသုံးတော့မယ်ဆိုတော့ slide master လောက်တာကနဲ့ဒီ CV design template ကသဘောတရားတူတယ်အဲ slide master ကိုယ်စိတ်ကြိုက်ပြုပြင်ပြောင်းနေတာ slide တွေသူ့ထဲမှာကျွန်တော် design တွေရှိတယ်ဒီထက်ကြိုက်တဲ့ design တစ်ခုကိုကိုကဘာလုပ်လဲဆိုရွေးယူလို့ရတယ်နော်ဒီထဲမှာကျွန်တော် design တွေကိုသွားလိုက်ရင်ဒီထဲမှာရွေးယူလို့ရတယ်အဲ့တော့ကိုလုပ်တဲ့ design ကိုလည်း save လို့ရတယ်ပေါ့နော်ကျွန်တော်ဒီ design ယူရင်ဒီ design ဖြစ်မှာပဲဒီ design ယူရင်ဒီ design ဟုတ်ပြီဒါဟုတ်မှကိုကဘာလုပ်မလဲဆိုရင် slide master ကိုအသုံးပြုပြီးကိုယ်စိတ်ကြိုက် design တစ်ခုလုပ်လို့လည်းဖန်တီးလို့ရ template တစ်ခုဖန်တီးလို့လည်းရတာပေါ့နော်အဲ့ view တွေကိုအရင်ဆုံးဘာလုပ်အောင်ဆိုသွားပါမယ် slide master သွားခြင်း view တွေကိုအရင်ဆုံးသွားမယ် view တွေကိုသွားပြီးမှကျွန်တော်တို့ဘယ်ကိုသွားမလဲ slide master လေးကိုနှိပ်လိုက်ဒါဆိုခုနကကျွန်တော်ရိုက်ထားခဲ့တဲ့စာလေးပျောက်သွားပြီဟုတ်ပြီနော်ပျောက်သွားပြီးတော့ကျွန်တော်တို့ကဒီမှာသူ့ရဲ့ပုံစံလေးတွေပေါ်လာပြီဒါဆိုရင်ပထမဆုံးကျွန်တော်တို့ဒီမှာပေါ်တဲ့ slide ပေါ့နော်ဒါလည်းဒါဆိုနောက်တစ်ခါမှဒီလိုပေါ်ရမလားပေါ့သူ့ရဲ့ design theme တွေမျိုးစုံရှိတယ်အဲ့ထဲမှာကိုယ်စိတ်ကြိုက်ပုံစံကျွန်တော်ဘာလို့ဆိုပြင်လို့ရတယ် slide master မှာကိုပြင်ချင်တာတွေပြင်တယ်အဲ့တော့ဥပမာဆိုကြပါစို့ကျွန်တော်ဒီမှာဒီဟာလေးတွေကိုပြင်မလား footer စာထည့်မလားထည့်လိုက်ကျွန်တော် slide master မှာ footer ဘာလုပ်လိုက်လဲစာထည့်လိုက်တယ်နော်ဟုတ်ပြီဒါဆိုရင် clip master ဒီမှာကိုကြိုက်တဲ့စာတွေဘာလုပ်လဲထည့်လို့ရဒါဆိုရင်ကျွန်တော် close view လုပ်လိုက်ဒါဆိုရင် footer ကပါသွားလား footer ဆိုတာကျွန်တော်တို့ဒီမှာဘယ်မှာကြမှာပါမှာလဲ slide master ဟုတ်ပြီနော်အဲ့ slide ကိုအသုံးပြုလိုက်ပြီး use ပြီးဆိုမှပါလာမှာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကိုလုပ်တဲ့ဒီနေ့ကိုဒီကနေလုပ်ပြီးသားသုံးတာထက်ပေါ့နော်slide master ကိုသုံးကျင်နေဆိုရင်ကျွန်တော်တို့ကဘယ်လိုနေရာတွေမှာအဓိကသုံးလဲဆိုတော့ဥပမာpage number တက်ချင်တဲ့အခါမျိုးတွေမှာလည်းကျွန်တော်သုံးလို့ရတယ်နော် page number တက်ချင်တဲ့အခါဒီနားမှာပေါ်ချင်တဲ့ number လေးတွေကိုကြိုက်တာသုံးလို့ရတယ်အဲ့ဒါကြတော့ဘယ်လိုလဲဆိုတော့ဒီမှာ insert slide master သူ့ရဲ့ layout design တွေဒီထဲမှာထပ်ပြီးကိုထည့်ချင်တဲ့ပုံစံတွေကျွန်တော်တို့ဒီထဲကနေထည့်လို့လည်းရတယ်နော်ဒါ close လုပ်လိုက်မယ်ဆိုလိုတဲ့သဘောဒီမှာကျွန်တော် insert ရဲ့ page number သွားထည့်မယ်ပေါ့ဗျာပူတာဒီ header ထည့်တော့ကလည်း slide master ပုံစံမျိုးပဲမြင်ရပါလိမ့်မယ်ဒီမှာသူကသွားကြည့်လိုက်မယ်ဆိုရင်ဒီပုံစံတွေ့ရပြီပေါ့နော်အဲဆိုရင်ဒီမှာ slide number တက်မှာလား slide note and handout မှာဒီမှာတက်မှာလား date and time တက်မှာလား page number တက်မှာလားကျွန်တော် page number ဒီမှာယူထားလို့ဒါလေးကိုဒီကောင်လေးဖြောက်ကြည့်လိုက်မယ်လားဆို apply to all ပေါ့နော်အဲဆိုရင် slide master လေးကိုပြန်ပြီးသွားကြည့်အောင်ဟုတ်ပြီ slide master ထဲမှာသွားကြည့်မယ်နော်ခုနကဒါလေးသွား slide master လုပ်တဲ့အခါမှာ date ကတော့ဒီမှာပြနေသေးတယ် date ဒါဆိုကျွန်တော်ဖြောက်လိုက်ပြီနော်ဟုတ်ပြီအဲ့တော့ slide master လုပ်တဲ့အခါမှာကျွန်တော်ဒီကနေအသစ်တစ်ခုယူပြီးလုပ်ပြပါမယ်ဟုတ်ပြီဒါဆိုရင် slide master တစ်ခုကိုကျွန်တော်တို့ဖတ်မယ်ဆိုရင်ကျွန်တော်ဒီဖွင့်မယ်ပေါ့နော် Microsoft Office ကိုသွားပြီးတော့ဖွင့်မယ်ဒီကောင်လေးကိုယူလိုက်ပြီးအသစ်တစ်ခုကျွန်တော်ယူလိုက်တယ် blank presentation နဲ့ပဲသွားမယ်ဟုတ်ပြီအဲဆိုကျွန်တော်ဒီမှာအောက်မှာ new slide တွေယူထားလိုက်မယ်နော်၅ခုလောက်ယူထားလိုက်မယ်ဟုတ်ပြီအဲ့ဒီထဲမှာကျွန်တော်တို့က slide master တစ်ခုလုပ်ဖို့ view လေးကိုသွားမယ် slide master ကိုယူလိုက်ပြီslide master ယူလိုက်ပြီဆိုတော့ကျွန်တော်ဒီမှာကိုသုံးကျင်တဲ့ပုံစံပေါ့နော်ဒီကွက်မှာကိုပေါ်ကျင်တဲ့ဒီမှာ insert folder နဲ့ဘာတွေထည့်မလဲထည့်လို့ရပြီဒါဆိုရင်ဒီမှာကျွန်တော်ဒီမှာကိုထည့်ကျင်တဲ့ဟာလေးကိုရေးလို့ရပါပေါ့နော်ဒါဆိုကြည့်အောင်ဒီနားလေးမှာဒါဆို chart ကိုယူထည့်ထားတယ်ပေါ့နော်ကို chart ကိုထည့်ကျင်တဲ့အတိုင်းအတာလေးတစ်ခုမလုပ်လိုက်မလဲသေးလိုက်တယ်ဒီနားလေးမှာသင်းတစ်ခုဖန်တီးလိုက်ဒါဆိုဒီမှာလဲလာမယ်ဒီမှာလဲကျွန်တော်ဒီက insert
flash folder တွေကနေ text ပြီးတော့ဒီခါtable ပေါ့ဒီခါ table လေးယူထည့်လိုက်မယ်ဒါဆိုဒီကောင်ကိုလည်း table ဆိုပြီးကျွန်တော်ဒီနားလေးမှာထည့်ထားလိုက်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ format ထဲမှာသူကသွားပြီးထည့်လိုက်ပြီနော်ထည့်လိုက်ပြီးတဲ့အခါမှာဒီ view ထဲမှာ slide master မှာသွားကြည့်ဟုတ်ပြီနော် slide master မှာပဲကျွန်တော်တို့ရှိနေတယ် slide master ထဲမှာဒီထည့်လိုက်ပြီးတော့ခုနကကျွန်တော်ဒီနားလေးမှာယူထည့်လိုက်ပြီးပြီချထည့်တယ်ဒီမှာဗာထည့်တာဆို table ထည့်ထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအဲ့မှာ background တွေပါချိန်ကြည့်အောင် background တွေပါလည်းအရင်ဆုံးချိန်ကြည့်မယ်ဟုတ်ပြီဒါဆိုရင် background တွေပါချိန်ကြည့်ဖို့ကျွန်တော်လုပ်မယ်ဒီထဲကိုပြန်သွားလိုက်နော် slide master ထဲကိုပြန်သွားလိုက် slide master မှာသူကမျိုးစုံပြင်လို့ရတယ်ပေါ့ဟုတ်ဒါဆိုကျွန်တော်ဒီမှာ background color ပေါ့ background color ကို green ရွေးလိုက်ပြီ font တွေပါလေဆိုတော့ဒီကနေသွားပြီးပြင်ထားလို့ရတယ်ကိုစိတ်ကြိုက်ပြင်ထားလို့ရတယ် effect မှာကိုကြိုက်တဲ့ effect တွေသုံးထားလို့ရတယ်ပေါ့နော် background style ဆိုလည်းဒီမှာကိုကြိုက်တဲ့ style ကိုရွေးလို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒီပုံစံကိုလုပ်လိုက်ပြီနော်ဒါဒီပုံစံလုပ်လိုက်ပြီး master layout ဆိုတာလည်းရှိဒါ layout ကကျွန်တော်သွားလုပ်တာကိုယ့်ရဲ့ဒီ layout မှာဒါတွေထည့်မှာလားပေါ့နော်မထည့်ဘူးဆိုလည်းမထည့်ဘူးပေါ့ဟုတ်ပြီဒါဆို close view ဒါဆိုရင်သူ့ရဲ့ခုနကကျွန်တော် slide master ရွေးလိုက်ပြီကိုကြိုက်တဲ့ design လေးတစ်ခုပါလုပ်ခဲ့ဖန်တီးခဲ့ဒါဆိုခုနကဒီနားမှာကျွန်တော်ထည့်ခဲ့တဲ့ဟာလေးတွေကရှိနေရတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာဒါလေးကိုသွားပြီးတော့မလုပ်လို့စေ့မှာပေါ့နော် slide master ထဲမှာကျွန်တော်ပြန်ကြည့်ဒါဆိုဒီမှာရှိနေပြီဟုတ်တယ်နော် slide master ထဲမှာရှိနေပြီရှိနေတဲ့ကိုကဖန်တီးတော့မယ့်အခါမှာပေါ်လာမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်သူကဒီအောက်မှာဒီလိုထပ်ပြီးပေါ်လာတယ်နော်ဒီအောက်မှာထပ်ယူဒီလိုပေါ်လာမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီထဲမှာ theme ဆိုတဲ့ထဲမှာဘာလို့လဲ save garden theme ဆိုတာကိုသွားလိုက်တယ်ခုကျွန်တော်လှုပ်ထားခဲ့တဲ့ဟာကို save garden theme အနေနဲ့ထည့်လိုက်ပြီအဲ့တော့ theme 1ပေါ့ကျွန်တော်နာမည်ပေးလိုက်တယ်ဘယ်ထဲမှာလဲဆိုတော့ document template ထဲ document theme နဲ့ကိုသွားတယ်ပေါ့ကိုရဲ့ save မဲ့ file တစ်ခုဘာလို့လဲ save လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ကဒီထဲကိုဒါမှမဟုတ်ရင်လည်း document ဒီ document နဲ့ကိုငါလည်းသွားပြီးတော့ save လိုက်မယ် theme 1ဆိုပြီးကျွန်တော်လွယ်လွယ်မြင်အောင်လို့နော် theme 1ဆိုပြီးတော့ save ကိုနေလိုက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ close view ကိုခဏပြန်နေလိုက်ပြီရပြီခဏပိတ်လိုက်မယ်နော် save ပေါ့ဒါလေးကို save ပြီးတော့ကျွန်တော် presentation 1ဆိုပြီးကျွန်တော် desktop ပေါ်မှာခဏ save လိုက်မယ်ဒါဆိုပိတ်လိုက်ပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အခုအသစ်တစ်ခုပြန်ဖွင့်ကြည့်မယ်နော်အသစ်တစ်ခုပြန်ဖွင့်မယ်ဒါဆိုခုနကကျွန်တော်စေ့လိုက်တဲ့ theme လည်းရှိတယ်နော်theme 1လည်းရှိတယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့သွားကြည့်အောင်ဒါဆိုခုဒါဆိုအသစ်တစ်ခုယူလိုက်တယ်ကျွန်တော် design နဲ့ကိုသွားမယ် design နဲ့ကနေမှာခုနကကျွန်တော်တို့ save current theme ဆိုတာလေးဒီမှာရှိတယ်နော် save current theme ဒီဟာ browse from theme ကိုကျွန်တော်ယူတော့ document နဲ့မှာကျွန်တော်တို့ခုနကျွန်တော်စေ့ခဲ့တဲ့ theme လေးရှိတယ်ဒါလေးကို apply လုပ်လိုက်မယ်ဒါဆိုဒီမှာပေါ်လာပြီဟုတ်တယ်နော်ခုနကျွန်တော်လုပ်ခဲ့တဲ့ apply လေးပေါ်လာပြီနောက်တစ်ခါ new slide ထပ်ယူလိုက်မယ်ဒီမှာဟုတ်တယ်နော်အဲ့တော့ကိုလုပ်ခဲ့တဲ့ဟာလေးတွေဘာလုပ်နေလဲဆိုတော့တောက်လျှောက်ပေါ်နေမှာဖြစ်ပါအဲ့တော့ဒါကိုစိတ်ကြိုက် theme background တွေဘာတွေချိန်မယ်ချိန်ပြီးတော့ဘာလုပ်မလဲဆိုရင်ဒီ view တွေက slide master တွေကိုသွား slide master တွေကမှာ theme နဲ့မှာဘာလုပ်မလဲဆိုရင် save current theme နဲ့သွားပြီးတော့ save လိုက်မယ်ဆိုရင် save လို့ရတယ်ပေါ့နော်ဒီထဲမှာကိုစိတ်ကြိုက်ခုနကျွန်တော်ဒါမထည့်ခဲ့လိုက်လို့ဟုတ်ပြီနော်ဒီထဲမှာသွားပြီးကိုစိတ်ကြိုက်ဒီမှာထည့်လို့လည်းရတယ်ဒါလေးတွေကသွားပြီးမှဒီဘက်မှာဆိုပေါ်လာတဲ့ဟာလေးပေါ့နော်ဒီကောင်လေးတွေထည့်မယ် picture တစ်ခုချင်းထည့်မယ် coin လေးတွေနော်အဲ့လိုလေးတွေထည့်ပြီးကိုစိတ်ကြိုက် theme လေးတစ်ခုဘာလုပ်ခဲ့တာစေယူခဲ့တာပေါ့နော်စေယူခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါကိုဘယ်လိုပြောမလဲစိတ်ကြိုက် theme စေတာပေါ့နော်တကယ် PowerPoint presentation လုပ်တဲ့အချိန်မှာဒါတွေကသုံးတယ်ဒါနဲ့ကိုစိတ်ကြိုက် theme လုပ်ချင်တဲ့အချိန်မျိုးလေးမှာဒီကောင်ကိုသုံးလို့ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ် slide master လုပ်တာကလည်းဒါပါကျန်တာခဲ့တော့မရှိဘူးသူထဲကနေမှကျွန်တော်ဒီထဲမှာဒါဆိုခုနကျွန်တော်တို့လုပ်ခဲ့တဲ့ theme ပုံစံပေါ်ပြီနော်အဲ့တော့ new slide ယူလိုက်တဲ့အခါမှာခုနဟာလေးတွေမပေါ်ဘူးဒီမှာ new slide ကိုကျွန်တော်တို့ဒီကောင်လေးယူလိုက်တယ်ဒါဆိုခုနကျွန်တော် check ထုတ်ခဲ့တယ် picture ထည့်ခဲ့ဒီထဲမှာဘာတွေထည့်ခဲ့လဲဒီထဲကထည့်ခဲ့တဲ့ theme တွေကဒီထဲကိုဖြစ်တော့ရောက်တော့ဒါဆိုဒီပုံစံယူမှာဆိုရင်ဒီထဲမှာ table အတွက်တက်တစ်ခွက်ထပ်ပေါ်လာတဲ့ဟာလေးပေါ့နော်အဲ့ဒါကိုစိတ်ကြိုက် theme လေးကိုဘာလုပ်တာဆိုလုတ်တာဒါဆိုရင်အားလုံးသဘောပေါက်မယ်လို့ထင်ပါတယ်ကိုစိတ်ကြိုက် theme တစ်ခုဒီ၄ရောက်ကနေ slide new slide ယူတဲ့အခါမှာကိုစိတ်ကြိုက်ခုနပြင်ခဲ့တဲ့ slide theme လေးဘာလုပ်တာယူတာဒါကတော့သူ့ရဲ့မူလပေးထားတဲ့ဟာလေးပေါ့နော်ဒီထဲကနေမှကိုစိတ်ကြိုက်ပြင်ပြီးတော့ယူတဲ့ဟာလေးစိတ်ထားတယ်စိတ်ထားပြီးတော့အဲ့လိုသွားယူတာမျိုးလေးတွေလောက်တာကိုလောက်တာဖြစ်ပါဒါကတော့ကိုစိတ်ကြိုက်background တွေဘာတွေချင်းပြီးမှ save theme သွား save ပေါ့နော် save ပြီးမှအဲ့လိုတွေပုံစံတွေပြန်လုပ်လို့လည်းလုပ်လို့ရတယ်ဆိုတာလေးကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ် presentation လုပ်တဲ့အချိန်မှာတော့ကိုဒီ default ပေးထားတဲ့ theme တွေသုံးတာကိုများပါဒါကတော့ကိုစိတ်ကြိုက် theme လေးတစ်ခုလုပ်ချင်တယ်ဆိုရင် click ကြည့်လို့ရအောင်လို့ကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်